ကြောင်းပိတ်ကျွန်တော်လည်းယုံပိတ်ကျွန်တော်သားလေးနဲ့သမီးလေးလည်းကြောင်းပိတ်မိသားစု၄ယောက်ခမင်းလက်ဆောင်စားရတယ်အဲ့လိုနေလေးတွေကမမေ့နိုင်တဲ့နေတွေပါပဲစကားသမီးတွေပြောပေါ့ပြောကြကျွန်တော်သားကကျွန်တော်ပြောနေတာကိုလူပြောတယ်လူပြောရင်းနဲ့ဒီကောင်မျက်လုံးပြူသွားတယ်မျက်လုံးပြူပြီးတော့ငြိမ်ပြီးတော့မချိမဆန့်ဝေဒနာခံစားနေရတယ်ကျွန်တော်သိတာပေါ့လေမျက်နှာချင်းဆိုင်မယ်နှာခမ်းနေပြာလာပြီကျွန်တော်မိန်းမလည်းသိသွားတယ်ဟဲ့လှုပ်ပါဦးသားဘာဖြစ်လို့မသိသားနဲ့လှမ်းခေါ်တယ်မလှုပ်နိုင်မျက်လုံးပြူးနေတယ်ကျွန်တော်ချက်ချင်းထိုင်းနေရတယ်ဒီကောက်နောက်ကိုပြေးထသွားလိုက်ပါတယ်ပြေးထသွားလိုက်ပြီးတော့ဒီကောက်ရဲ့ရှိုက်နေရကိုမိအောင်နောက်ကနေလက်နှစ်ဖက်နဲ့တိုင်းဖက်လိုက်ပါတယ်ဖက်လိုက်ပြီးတာနဲ့ရုတ်တရက်အင်္ဂနနေအောင်ဆွဲညှစ်ပလိုက်ပါတယ်ဒီကောက်အသက်ရှူတဲ့လမ်းကြောင်းထဲကိုဝင်သွားတဲ့ထမင်းလုံးကြီးဖရူးနဲ့ထွက်သွားတယ်အဲ့တော့မှဟာဖေဟာသားတော့သေပြီးအောင်မေးတာအသက်ရှူလို့မရတော့ဘူးကျွန်တော်ဖတ်တဲ့စာတစ်ပုဒ်ထဲမှာအဲ့ဒါကလေးကိုအမှတ်မထင်တွေ့ထားခဲ့လို့ကျွန်တော်တို့မိသားစုဘဝကြေကွဲเสียဖြစ်သွားနိုင်ပါတယ်ကြည့်ပါတဲ့စာလေးတွေအတူထွာလေးတွေဖတ်မိတာတောင်မှတစ်ချိန်ချိန်တနေရာမှာကောင်းကျိုးရှိပါတယ်စာတွေများဖတ်မိလေကောင်းကျိုးတွေအများကြီးရလေပါပဲဒါကြောင့်မို့လို့တိုးတက်တဲ့နိုင်ငံတွေကစာတွေကိုတားဖတ်နေကြတယ်ဒီသတင်းစာကိုပဲမနေ့သတင်းစာညနေသတင်းစာ